အထက်ကကြောင်းရှင်းမှာရောက်နေပါပြီအခုကဒီနေ့နေ့တည့်ရဲ့နေ့တည့်စူတောင်းလေးပေါ့နော်ဒီကိုတွေကိုတော့လိုက်မှကျွန်တော်မင်းများလောက်တာဖြစ်ပါတယ်ဒီမှာပေါ်ရင်းကြောက်ရောက်နေတော့ပေါ်ရင်းကြောက်လို့ရတယ်ဒီကောင်းတော့တွေ့ရဒီကတော့8နိုင်9နိုင်ရနေစတာပါဆော့ကြတာဆော့ပြီးတော့7နိုင်ရောက်တဲ့တစ်ချက်လားဆို3နိုင်ရောက်ပြန်စဒါဆိုရင်ဟိုမျိုးရဲ့ဘယ်နေရာလောက်ကြောက်လဲဒီမျိုးရဲ့ဒါအထယ်ပိုင်းနဲ့ဒါမျိုးလေကောင်ပါသိညာတော့6ညနေ6နိုင်ရောက်6နိုင်သူခံစားရလဲဆိုအရင်နည်းနည်းမသိဘူးဒီနေ့ကဘယ်လိုပြောဖို့ကောင်းလဲဟိုမျိုးညနေမှာစပတ်ဖြစ်တာဗျာမနေ့ကလည်းအိတ်နေတာဗျာညနေမှာစပတ်ဖြစ်တာနောက်ဆုံးနေ့ပါဒီနေ့တော့တိုင်ခိုင်းလားမတိုင်ဘူးဗျာမတိုင်ရတယ်ဟုတ်ကောင်းလေးတော့ခိုင်းဗျာဒီဆိုင်ပဲလို့လည်းပဲအချုံတော်မှုပြင်းမဲ့တော့တက်သားဟုတ်ပြီမျိုးတက်စူတောင်းပေးပါဦးဩမေးပြအားလုံးကြော်ထားနိုင်ပါစေဟိုပြင်သူလေးတွေပြန်မေးမယ်တော့โอเค4ရက်လုံးပြောအဲ့ဒီလေးကိုပြောရဲဒီနေ့ပို့ပြောတယ်ဟာဟိုပြင်သူတွေချောတယ်ဟုတ်တယ်လားအေးလားအေးရအေးလေဒီမှာတော့ပြောချင်တယ်နောက်လူလည်းအဆင်ပြေပါစေပျော်ရွှင်ပါစေဗျာအဲ့ပြောချင်တယ်ဝါ3ရက်4ရက်3ခေါက်ပါသူနဲ့ဟောတွေ့လားနည်းလေပြောစရာနဲ့တက်ပါစေလို့ရအောင်ကျေးဇူးပါကျေးဇူးပါโอเคကျေးဇူးပါလား